这样没有呢？没有，我等下去的，我没有。ဟုတ်တယ်နော် မြို့မီလီယနာရွှေဆိုင်ဓမြတိုက်ခံရပြီးရွှေတပိတ်တာကျော်ပါသွားခဲ့တဲ့ဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်110လမ်း62လမ်းနဲ့64လမ်းကြားမှာရှိတဲ့မီလီယနာရွှေဆိုင်တစ်ဆိုင်ဓမြတိုက်ခံရပြီးရွှေတပိတ်တာကျော်ပါသွားတယ်လို့မြို့ကန်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်ဖြစ်စဉ်ကတော့ဇူလိုင်လ20ရက်နေ့ညနေ3:00နာရီကျော်ခန့်မှာဆိုင်ကယ်3စီးနဲ့အမျိုးသား6ဦးပါတဲ့ဓမြတွေကဆိုင်ကိုဝင်စီးပြီးရွှေတွေကိုယူသွားတာဖြစ်တယ်လို့သိရပါတယ်။တနက်အတူတလက်ပါတယ်။တစ်ချက်ဖောက်ပြီးတော့ဆိုင်ထဲကိုဝင်လာတယ်။ဆိုင်ကယ်အုပ်ထုပ်တွေဆောင်းထားတယ်။ကောင်တာတွေကိုရိုက်ခွဲပြီးရွှေတွေယူပြီးချက်ချင်းပြန်ထွက်သွားတာမိနစ်ပိုင်းလေးပဲကြာတယ်။အရန်မြန်နေရွှေဆိုင်ကလည်း customer တွေသိမရှိတဲ့ဆိုင်ဆိုတော့ရုတ်တရက်အခုလိုဖြစ်သွားခဲ့တာပါဆိုပြီးဖြစ်စဉ်ကိုသိရှိတဲ့မြို့ကန်တအူးကပြောပြထားပါတယ်အဆိုပါဓမြတိုက်ခံရမှုကြောင့်ရွှေဆိုင်အတွင်းကရွှေလက်ကောက်လက်စွပ်နဂတ်ပုံစံမျိုးစုံတပိတ်တာကျော်ပါသွားတယ်လို့ဆိုပါတယ်ဒါအပြင်တပြားတွေကတနက်တင်နဲ့ထူခဲ့လို့ဆိုင်ဝင်တဲ့အမျိုးသားတအူးဒဏ်ရာရခဲ့ပြီးတပြားတိုက်ခံရချိန်မှာဆိုင်ရှင်အပြင်ဆိုင်ဝင်တဲ့အမျိုးသား၄ဦးနဲ့အမျိုးသမီး2ဦးရှိနေပေမယ့်ပြန်လည်မခုခံနိုင်ပဲတပြားတွေကလွတ်မြောက်သွားခဲ့တယ်လို့လည်းသိရပါတယ်။ရွှေဆိုင်တပြားတိုက်ခံရပြီးနောက်သက်ဆိုင်ရာကလာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့်ယနေ့ဇူလိုင်လ21ရက်နေ့အထိတပြားတွေကိုဖမ်းမမိသေးဘူးလို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကလည်းကျိုးပင်ကောင်းမြို့ဈေးချိုမြောက်ရက်ကွက်မြို့မဈေးရှိမြမြင့်မို့ရွှေဆိုင်ပိုင်ရှင်အသက်58နှစ်ရှိဦးဝင်းလွင်ဆိုသူပြစ်တက်ခံရလို့တည်ဆုံးသွားခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။这样没有呢？没有，我等下去的，我没有。ဟုတ်တယ်နော်4ရက်နော်ဒါလည်း4ရက်5ရက်ဟုတ်တယ်နော်နောက်ဆုံးလာပြန်5ရက်上了你就上了三个四十了个三个四十了个原来我们有的时候好的，三亚这马有点，然后平时是大家都是喜欢我这个，然后这个。